တရုတ်နိုင်ငံရဲ့စိုက်ပျိုးရေးကကျွန်တော်တို့ထက်နှစ်ပေါင်း100လောက်ဘာကြောင့်ရှိအောင်နေရတာလဲယုံသည်ဖြစ်စေမယုံသည်ဖြစ်စေသူတို့ဟာရိုးရှင်းတဲ့အနက်ရောင်အဝိစားတစ်ခုကိုအသုံးပြုပြီးတည်တည်ကြံတွေရဲ့အထွက်နှုန်းကို10ဆလောက်အထိတိုးမြင့်နိုင်ခဲ့ပါတယ်ဒါပေမဲ့ဒီအဝိစားကရိုးရိုးအဝိစားမဟုတ်ပါဘူးမြေဖုံးပလတ်စတစ်မက်ရှ်ဖလင်လို့ခေါ်တဲ့မော်ဆန်တဲ့ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်ဒီအဝိစားကိုတည်တည်ပင်တွေရဲ့ပင်စီအောက်မှာညှင်သာစွာခင်းထားခြင်းဖြင့်အကျိုးကျေးဇူးတွေကိုရရှိစေပါတယ်ပထမအချက်အနေနဲ့သူကမြေစီလွှာထဲမှာရှိတဲ့အဆိုဓာတ်ကိုထိမ့်သိမ်းပေးပါတယ်ပူပြင်းတဲ့နွေရာသီမှာတောင်မြေကြီးကဆွတ်ဆွတ်နေပြီးတစ်ပင်တွေဟာမိုးခေါင်လို့ညှိုးနွမ်းတာမျိုးတွေမဖြစ်နိုင်ပါဘူးဒုတိယအချက်ကတော့သူကပေါင်းမင်တွေကိုဖယ်ရှားပေးတဲ့အတွက်တစ်ပင်တွေဟာအာဟာရဓာတ်အတွက်ရှင်းပြိုင်စရာမလိုတော့ပါဘူးဒီထက်ပိုပြီးအံ့ဩစရာကောင်းတာကဒီအနက်ရောင်ပလတ်စတစ်ကမြေစီလွှာရဲ့အပူချိန်ကိုထိန်းညှိပေးနိုင်တာပါပဲဆောင်းရာသီမှာဆိုရင်သူဟာထူထဲတဲ့ဆောင်းကြီးတစ်ခုလုံးအပင်ရဲ့အမြစ်တွေကိုစီးနှင်းတွေရဲ့ဒဏ်ကနေကာကွယ်ပေးပါတယ်နွေရာသီမှာတော့သူကမြေစီလွှာကိုနေအောင်ကြည်တံကနေကာကွယ်ပေးပြီးတော့အဆိုဓာတ်တွေအငွေ့ပြန်တာမျိုးတွေမရှိအောင်လို့ထိန်းထားပေးပါတယ်ဒီလိုမျိုးအကာအကွယ်ပေးထားတဲ့အတွက်အနက်ရောင်ပလတ်စတစ်အောက်မှာကြီးထွားလာတဲ့အသီးတွေဟာပိုပြီးတော့ကောင်းလို့နေပါတော့တယ်